ပါရှင်သမီးကတော့တောင်ဦးခရိုင်ဖက်ဒရယ်ကျောင်းမှာပညာသင်ကြားနေပြီးစစ်ကွေးကောင်းဆောင်မြင်းအောင်လိုက်တာမုံမကြည့်ရတဲ့ CG4 ဝန်တူလေးပဲဖြစ်ပါတယ်ရှင်သမီးကတော့ကိုယ်တိုင်ရေးဆက်ထားတဲ့ရှေးသွချီလန်အမှန်တရားလမ်းဝေရလေးကိုရွတ်ဆိုပြမှာပါရှင်ရှေးသွချီလန်အမှန်တရားလမ်း17ရက်9လ2020မှာဖွင့်လှစ်ခဲ့တောင်ဦးခရိုင်ဖက်ဒရယ်ပါ Wi-Fi တိုင်အောင်ဖြစ်ခဲ့ပြီးမနေ့ကလိုချင်မိသည်အမှန်တရားကိုရင်ဝယ်ပါရှေ့သို့ချီလှမ်းလိုက်နေရဒေသမတူလဲရင်းနှီးချစ်ခင်စဲလိုင်းမကောင်းလဲစူးစမ်းတက်စတင်လာပြုံးမပြဩဝါဒများအပတ်စဉ်ပေးထိုကလေးများအတွက်ဒီကျောင်းတော်ကြီးရဲ့မြစ်တာတရားထိုများဥထိတ်ထားဘတ်1မှာဘတ်5အထိပညာသင်ကြားပြီးပါတော့ဆရာဆရာမများတို့အားဒီကျောင်းလုံးရဲ့ကိုစားသမီးဝန်တူလေးကကျေးဇူးအထူးတင်ရှိပြီးကြော့လိုက်ပါတယ်ရှင်